ဒီအချိန်မီလီဗာနဲ့နဲ့ကားမောင်းတက်ပြီလားကားမောင်းကြီးဒီဆိုင်လေးတော့တည်ထားတဲ့နဲ့ဒီဆိုင်ကတော့အင်ဂျင်ဝိုင်းဆိုင်ပေါ့နော်အင်ဂျင်ဝိုင်းကအရန်နေနေပြီအင်ဂျင်ဝိုင်းခန်းနေပြီလို့ဆိုလိုတာအများဆုံးအင်ဂျင်ဝိုင်းဖြည့်တင်တယ်ပေါ့ဒီဆိုင်ကတော့အင်ဂျင်ချက်မီလို့ခေါ်တယ်အင်ဂျင်မှာစင်ဆာတစ်ခုခုပြတ်နေရပဲဖြစ်ဖြစ်အင်ဂျင်နဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုခုရှိနေလို့ဆိုလိုချင်တာပေါ့ဒီဆိုင်ကတော့ heat gate ဆိုင်နှစ်မျိုးရှိရယ်အပြာရောင်ကတော့အင်ဂျင်မပူသေးလို့အင်ဂျင်ဘူးမှပဲကားဆာမောင်းတင်တယ်နေအောင်ပြနေတော့ heat တက်နေလို့ပေါ့ရေတိုင်းကြီးစစ်တင်တယ်အင်ဂျင်ကိုလည်းပြန်ပြီးတော့စစ်တင်တယ်ဒီဆိုင်ကစီးပတ်ပတ်ထားလို့ပြောတာလန်ခီမှာအန်ဖြစ်စေဖို့စီးပတ်ပတ်ထားဖို့လိုမယ်ဆိုင်ကတော့ဘိုက်ပူကြီးတယောက်ထိုင်နေတဲ့ပုံပေါ့ airbag sensor ပြဿနာတစ်ခုတက်နေရဲ့အနေနဲ့တစ်ခုခုကြုံတဲ့အချိန်ကျရင် airbag မပွင့်နိုင်တဲ့အချိန်မျိုးကြုံရနိုင်တယ်အဲ့တော့ချက်ချင်းသွားပြီးတော့ပြင်းတင်တယ်ဒီဆိုင်ကတော့ handbrake ဆွဲထားလို့ပေါ့ handbrake မဖြုတ်ခဲနဲ့ကမ်တော့လို့ဆိုပြီးတော့ lever ရမ်းနေနေကြတယ် brake shoe တွေရော engine ရောထိခိုက်နိုင်တယ်တကယ်လို့ handbrake ဖြုတ်ထားတဲ့မီလင်းနေရဆိုရင်တော့ brake စီခန်းနေရမျိုး brake နဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုဖြစ်နိုင်တယ်အမြန်ဆုံးသွားစစ်ဆေးဖို့လိုလိမ့်မယ်ဒီဆိုင်ကတော့ battery ဝတ်နေရ battery မကောင်းတော့ဆိုရဲပြဿနာအမြန်ဆုံးလဲဖို့လိုတယ်အဲ့ဒါမှကားဆက်နှိုးမရတဲ့ပြဿနာတွေမဖြစ်မှာပေါ့လူစမ်းစမ်းဖြစ်တဲ့ sample တွေ sign တွေတွေ့ရင်လည်း comment လို့ရပါတယ်